United က Sir Alex Ferguson ထွက်ခွာပြီးတဲ့နောက်ပိုင်းအပြောင်းအရွှေ့ဈေးကွက်ထဲလှုပ်ရှားမှုတွေမှာအမှားအယွင်းများစွာရှိခဲ့တယ်။အထူးသဖြင့်ဈေးကွက်အတွင်းမှာခြေစွမ်းပြနေတဲ့ကစားသမားတကယ့်ကိုစွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ကစားသမားကို United တို့ကဈေးကြီးပေးပြီးတော့ခေါ်ယူလိုက်တယ်။ဒါပေမဲ့အဲ့ကစားသမား United ကိုရောက်ရှိလာတဲ့အခါကျရင်အသင်းရဲ့ကစားကွက်နဲ့အံမွေနာနောက်ပြီးတော့နီးပြားရဲ့နီးစနစ်နဲ့အံမွေနာတွေကြောင့်တော်တော်လေးကိုခြေစွမ်းတွေဆိုးရွားသွားပြီးတော့ flow တွင်းဆုံးကျသွားတွေကများပါတယ်။ပြောင်းရွှေ့ရာသီတိုင်းမှာ United အနေနဲ့ဒီပြဿနာကိုနှစ်တိုင်းလိုရင်ဆိုင်နေကြတာပါ။ဒါပေမဲ့ဒီနှစ်ကတော့ထူးထူးခြားခြားပဲ United ကဒီနှစ်နေရာဒီအပြောင်းအရွှေ့မှာကစားမ၄ယောက်ထိကိုခေါ်ယူခဲ့တယ်။အဲ့၄ယောက်စလုံးဟာဒီရာသီမှာအကောင်းဆုံးအကျိုးပြုနေလို့ပြောရမယ်။သိကြပြောရမယ်ဆိုရင် Michael Carrick လက်ထက်မှာဒီကစားသမား၄ယောက်စလုံးရဲ့အမြင့်ဆုံးခြေစွမ်းအမြင့်ဆုံးစွမ်းဆောင်ရည်ကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ United ကပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့မှာအဲ့တော့ Brentford အသင်းရဲ့တိုင်းစစ်ကစားသမား Brian Mbeumo အခုအသင်းက Matías Cunha ပြီးရင် Leicester အသင်းက Benjamin Sesko နဲ့နောက်ဆုံးအနေနဲ့ဂိုးသမားလေး Sonny Laxman တို့ကိုခေါ်ယူခဲ့တာပါ။ဒီကစားသမား၄ယောက်စလုံးကလက်ရှိအချိန်မှာခြေစွမ်းပြနေခဲ့ပြီးတော့ United ရဲ့ကစားကွက်မှာမရှိမဖြစ်ကစားသမားတွေကားရီရဲ့နေစတင်အောက်မှာအဓိကကစားသမားတွေအဖြစ်နဲ့ထောက်လျှော့ကိုခြေစွမ်းပြနေကြတာပါ။ United ကကားရီလက်ထက်မှာ6ပွဲကစားထားပြီးတော့9ပွဲနိုင်တပွဲတည်ရလဲထွက်ပေါ်ထားခဲ့ပါတယ်။ရမက်နိုင်နဲ့18မိနစ်ကနေရမက်16မိနစ်ရအောင်ထားနိုင်ခဲ့တာဟာကားရီကိုမဖြစ်မနေချီးကျူးရမှာဖြစ်ပါတယ်။ဒီလိုမျိုးရမက်တွေစုဆောင်းထားနိုင်ခြင်းနောက်ွယ်မှာကားရီကိုအဖက်ဖက်ကနေအကျိုးပြုနေကြတာကြတော့အဲ့ဒီကစားသမားတစ်လေးတွေပဲဖြစ်ပါတယ်။မင်းညကစားခဲ့တဲ့ Everton တဲ့ပွဲအစင်မှာဆိုရင် United ဟာတပွဲလုံးတိုင်းတာရကောင်းကောင်းကစားနိုင်ခြင်းမရှိသလိုအဆုံးသပိုင်းညံပြင်းမှုတွေကစားကွက်ပုံပေါ်မှုအပိုင်းတွေအများကြီးရှိခဲ့တာကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်။ United အနေနဲ့ဝင်ဆန်းတဲ့ပွဲစဉ်ကစားပြီးတဲ့နောက်နားရက်10ရက်ကျော်လောက်ရရှိခဲ့ပေမဲ့ Everton အသင်းရဲ့ပွဲအစင်မှာဘာဖြစ်လို့ဖြစ်ချင်မှန်းမသိတဲ့ပုံစံမျိုးနဲ့ကစားသွားခဲ့တာကိုကျွန်တော်တို့အားလုံးမြင်တွေ့ခဲ့ရတယ်။ဒီပြောင် Michael Carrick အနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်ကလူစင်းနေတယ်မှာဒီမာတီတဲ့နေရာမှာ Roro ကိုထည့်သုံးတာကလွှဲရင်ကျန်တဲ့နေရာကိုအပြောင်းလဲမလုပ်ဘဲနဲ့ Everton ကိုရင်ဆိုင်ခဲ့တယ်။အပွဲအစစက္ကန့်ပိုင်းအတွင်းမှာပဲSonny Laxman ရဲ့ကန်ချက်ကEverton အသင်းတိုင်းစစ်ကစားမှာ Barry နဲ့ထိပြီးတော့နောက်ကိုပြန်ရောက်သွားခဲ့ပေမဲ့ကန်ကောင်းခဲ့တာတခုကဂိုးပေါင်းမတည့်လို့ဒီဂိုးကိုမပေးခဲ့ရတာပါ။တကယ်လို့စောစီဒီဂိုးကိုပေးခဲ့ရမယ်ဆိုရင်တော့ United တို့မနေ့ကအနိုင်3မှတ်ရဖို့ဆိုတာမလွယ်ကူတော့ပါဘူး။အဲ့တော့ United ကတောက်ရှော့ကိုဖိအားပေးပြီးတိုက်စစ်ဆင်ဖို့ကြိုးစားခဲ့ပေမဲ့လည်းထုံးစံအတိုင်းတိုက်စစ်ရောက်လို့ရှိရင်ဘောလုံးပြတ်တာတွေနောက်ပြီးတော့အထူးကစားသမားဖြစ်တဲ့ Bruno Fernandes ကအစ chance creator တွေနဲနေတာတွေမိုင်းနူလိုမျိုးကစားသမားတွေကအစ foul out နေတာတွေပြီးတော့ Casemiro ကအမြင်ဘောရှင်းထုတ်မှုအားနေတာတွေအစရှိသဖြင့်ပေါ့နော်ဟာခွက်တွေအများကြီးကိုမြင်တွေ့ခဲ့ရတယ်။ Everton ဘက်ကတော့မှ United ထက်ပိုပြီးတော့အခွင့်အရေးပိုရခဲ့တယ်။ဂိုးသမား Sonny Laxman ကလက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် United တို့စောစီဂိုးပေးခဲ့တာပါ။ဒုတိယပိုင်းမှာဆိုပိုဆိုးပါတယ်။ Everton အသင်းကတောက်ခံဘောတွေမရရအောင်ယူပြီးတော့တောက်ခံဘောကနေတောက်လျှော့ဖိအားပေးပြီးတော့ဂိုးတွေရဖို့အတွက်ကြိုးစားလာခဲ့ပါတယ်။ဒီလိုအချိန်မှာ Michael Carrick ကမှန်ကန်တဲ့လူစားလေးမှုတစ်ခုကိုပြုလုပ်ရခဲ့တယ်လို့ပြောမှာဖြစ်ပြီးတော့ဒီဟာလိုရဲ့နေရာမှာ Sesko ကိုလူစားဝင်စေခဲ့ပါတယ်။ Sesko ဝင်ရောက်လာခဲ့ပြီးတဲ့နောက် United အမြင်ဘောတွေကိုပြန်လည်မြင်တွေ့ခဲ့ရပြီးတော့ပွဲချိန်80မိနစ်မှာတော့ United ကဥဆောင်ကိုစတင်ရရှိသွားခဲ့ပါတယ်။ဒီကုကပြောရမယ်ဆိုရင်တော့ Benjamin Sesko ရဲ့ PR Matías Cunha ရဲ့အဝေးဘောပေးပို့မှု Brian Mbeumo ရဲ့တကူကောင်းမဆန်မှုတွေကနေရရှိလာခဲ့တာဖြစ်ပါတယ်။အထုံးစံတိုင်း Everton ရဲ့တိုက်စစ်တွေကိုတားဆီးရင်တမန်တိုင်းစစ်ပြန်ပေါက်သွားတဲ့အချိန်မှာ Maguire ရဲ့ခေါင်းတိုက်ချပေးမှုကို Sesko ကCunha ကိုပြန်ပြီးတော့ထိုးပေးလိုက်တယ်။အဲ့မှာ Cunha ကနေအဝေးဘောပစ်တင်လိုက်တဲ့အချိန်မှာကွင်းလေစီဝိုင်းအကျော်လောက်မှာရှိနေတဲ့ Mbeumo ကလက်ခံရပြီးတောက်လျှော့ဂိုးရှိကိုဆွဲတက်သွားပါတယ်။အဲ့အချိန်မှာ Benjamin Sesko ကMatías Cunha နဲ့မတိမ်မေးမှရှိနေပြီးတော့ Brian Mbeumo ရဲ့နောက်ကိုရောက်နေတာပါ။ဒါပေမဲ့ Brian Mbeumo ဆွဲပေးသွားတဲ့အချိန်မှာလည်းတောက်လျှော့ Sesko ကပြေးတက်သွားခဲ့ပြီးတော့ Brian Mbeumo ပြန်ချိုးပေးလိုက်အောင်ဂိုးရှိမှာအစင်းလေးဖြစ်နေခဲ့ပါတယ်။အဲ့တော့ Mbeumo ထိုးပေးမှာ Cunha ကတွေးဝေးဆိုင်မရှိပဲတောက်လျှောက်အဆုံးသတ်ခဲ့ပြီးတော့ United အသင်းတို့အဖိုးတန်အသွင်းကိုသွင်းယူပေးခဲ့တာပါ။ဒါ Sesko အတွက်နောက်ဆုံးကစားခဲ့တဲ့ Premier League 5ပွဲမှာ9ဂိုးထိသွင်းယူနိုင်တာဖြစ်တယ်လို့Michael Carrick လက်အောက်မှာသွင်းယူခဲ့တဲ့3ဂိုးမြောက်သွင်းဂိုးဖြစ်ပါတယ်။ဒါပြင်Carrick လက်ထက်မှာ United ရရှိလာတဲ့ရမှတ်16မှတ်ထဲမှာSesko ကြောင့်ရရှိတဲ့ရမှတ်က9မှတ်ထိပါဝင်နေတာဖြစ်ပါတယ်။ Fulham ပွဲမှာနောက်ကျနိုင်ကိုသွင်းပေးခဲ့တယ်။West Ham ရဲ့ပွဲမှာလည်းရှုံးနိုင်မယ်လို့ထင်တဲ့အချိန်မှာတမတ်ရစေမယ်နောက်ကျချီပါကိုသွင်းယူပေးခဲ့တယ်။မနေ့ကလည်း Everton နဲ့ပွဲအစင်မှာအသင်းတော်တစ်လုံးတည်းသောနိုင်ကိုသွင်းယူပေးခဲ့တာပါ။ Sesko ပြင်နောက်ထပ်ချီကျူးမှာတော့ဂိုးသမား Sonny Laxman မှာ Laxman ဟာ Everton ရဲ့အပိုင်ကန်သွင်းချက်၄ကျင်းတို့ကိုစေသွားနိုင်ခဲ့တယ်လို့တောက်ခံဘော်တွေမှာလည်းသူ့ရဲ့ထပ်ပို့မှုတွေက United ခံစီကစားမတွေတတရစေခဲ့ပါတယ်။အခုတော့ United Sesko ရဲ့အဆုံးသက် Laxman ရဲ့လက်စွမ်းပြမှုတွေနဲ့အတူ Premier League မှာ Champions League ဝင်ခွင့်တင်ရအတွက်အမှတ်ပေးစရာအဆင့်4နေရာကိုသိမ်းပိုက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။